နာဂက်စမန်နိုင်သွားတဲ့လောင်ကြီးအလုံးမဲမင်္ဂလာပါ 1x2 ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီပွဲဟာဂျာမနီအသင်းတော်လှလှပပနဲ့တက်တောင့်တက်တာကစားပြီးနိုင်သွားခဲ့တဲ့ပွဲမျိုးလုံးဝမဟုတ်ခဲ့ပါဘူးပွဲပြီးအချက်လက်တွေအရဂျာမနီတို့ဘောလုံးပိုင်ဆိုင်မှုအသာစီးယူထားနိုင်ခဲ့ပြီးဂိုးသွင်းခွင့်အခွင့်အရေးကောင်း6ကြိမ်အပါအဝင်ဂိုးပေါက်ကန်သွင်းမှု16ကြိမ်အထိပြုလုပ်နိုင်ခဲ့တာကတော့အမှန်ပါပဲဒါပေမဲ့ခွေးထဲမှာတော့သူတို့ဟာကြမ်းခိုင်မှုအပြည့်နဲ့တက်ကြွလှုပ်ရှားနေတဲ့ Ivory Coast အသင်းရဲ့ဒရက်ဆက် PR ပေးကစားမှုတွေကြောင့်အတော်လေးကိုရုန်းကန်ခဲ့ရတာဖြစ်ပါတယ်ပရိသတ်တွေရင်တမမဖြစ်နေခဲ့ရတဲ့ဒီလိုအကြက်တဲအခြေအနေမျိုးကပဲဒီပြတယောက်ရဲ့အရေးချင်းကိုစမ်းတက်လိုက်တာဖြစ်ပြီးနာဂက်စမန်ကတော့သူ့ရဲ့တန်ကြီးကိုတက်တည်ပြသွားခဲ့ပြန်ပါတယ်ပွဲချင်းမိနစ်60အရောက်မှာနီးပြနာဂက်စမန်ပြုလုပ်လိုက်တဲ့လူစားလဲမှုကခွေးထဲကပရိသတ်တွေရော TV ရှိကမြင်ရသူတွေကိုပါအံ့အားသင့်စေခဲ့ပါတယ်။ဘိုင်ယန်မြူနစ်အသင်းရဲ့အဓိကကျယ်ဝန်းတွေဖြစ်တဲ့ပက်ဘလိုဗစ်နဲ့မူစီယာလာတို့ကိုခွေးထဲကနေရဲရဲဝံ့ဝံ့လူစားလဲထုတ်ပယ်လိုက်တာပါ။သူတို့ရဲ့နေရာမှာစတူဂက်အသင်းရဲ့ Endef နဲ့မိတ်အသင်းရဲ့အာမီရီတို့လိုကစားသမားတွေကိုထည့်သွင်းလိုက်တာဟာဘောလုံးဝေဖန်သူတွေကြားထဲမှာမေးခွန်းထုတ်စရာဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီဆုံးဖြတ်ချက်ကပဲပွဲရဲ့ဇလန်တစ်ခွင်လုံးကိုစောက်ထိုးမှုမြော့ပြောင်းလဲဖြစ်လိုက်တယ်လို့လည်းဘယ်သူမှကြုံမမြင်ခဲ့ကြပါဘူး။ဒီလူစားလဲမှုဟာကွင်းထဲရောက်ပြီး10မိနစ်အကြာမှာတင်အမကန်အလုံးဖြစ်သွားခဲ့ရတာကိုတွေ့ရပါတယ်။အာမီရီညာတောင်မန်ကနေလှလှပပဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကိုအန်ဒက်ဖ်ကနောက်ကျမှကွင်းထဲပြေးဝင်လာပြီးဂိုးအဖြစ်အပိုင်ပိတ်သွင်းကအသင်းအတွက်ခြေပါဂိုးကိုဖန်တီးပေးခဲ့ပါတယ်။သူဟာပြီးခဲ့တဲ့ကူရာဆောင်အသင်းနဲ့ပွဲစဉ်တုန်းကလိုပဲတိုက်စစ်အချိန်ကိုကောင်းကောင်းကြီးအချိန်မြင့်တင်ပေးနိုင်ခဲ့တာပါ။ဘောလုံးပိုက်ကုန်နဲ့တိုးဝင်သွားတဲ့အချိန်မှာတော့ဘေးစီးအပြင်ကနီးပြနာဂက်စမန်တယောက်သူ့ကိုယ်သူခြေတန်းပီတီဖြစ်နေတဲ့အပြုံးမျိုးပြုံးပြခဲ့တာအားလုံးမြင်တွေ့ခဲ့ကြရမှာပါ။တကယ်ရင်ခုန်စရာအကောင်းဆုံးအချိန်ကတော့ဒုတိယပိုင်းနာကျင်အချိန်ပိုတွေကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။နမီချာရဲ့ပေးပို့မှုကိုအန်ဒက်ဖ်ကအမှုပညာဆန်ဆန်ပပလေးထိန်းချုပ်ပြီးတိကျတဲ့အဆုံးသက်ကန်ချက်နဲ့အတူဂျာမနီအတွက်အဖိုးတက်အနိုင်ကိုသွင်းယူပေးခဲ့ပါတယ်။ဒီဂိုးဝင်သွားတဲ့အချိန်မှာတော့တကွင်းလုံးမှာရှိတဲ့ဂျာမနီပရိသတ်တွေဟာယူသွမတက်အောင်ပွဲခံအော်ဟစ်ခဲ့ကြပြီးနီးပြနာဂက်စမန်ကလည်းဝမ်းသာအားရပောက်ခွဲခဲ့ပါတယ်။အန်ဒက်ဖ်ကဒီကမ္ဘာဖလားပြိုင်ပွဲမှာမိနစ်56မိနစ်ပဲကစားရသေးပေမဲ့တွင်းကို3ဂိုးနဲ့ဂိုးဖန်တီးမှု2ကြိမ်အထိပြုလုပ်ပြီးအသင်းရဲ့ကယ်တင်ရှင်ဖြစ်နေပါပြီ။ဒီနိုင်ပွဲကြောင့်ဂျာမနီအသင်းဟာသူတို့ကမ္ဘာဖလားချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့2014ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ကမ္ဘာဖလားရှုံးထွက်အဆင့်စီကိုတက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါဟာသူတို့နဲ့ထိုက်တန်တဲ့နေရာတစ်ခုကိုအောင်မြင်ပြန်လဲသိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အခက်အခဲတွေကြားထဲကနေစိတ်သက်အင်အားနဲ့ရုံထွက်ပြသွားတဲ့အခုလိုပုံစံမျိုးကဂျာမနီအသင်းသားတွေချန်ပီယံလမ်းကြောင်းပေါ်ကိုပြန်ရောက်လာပြီဆိုတာတကမ္ဘာလုံးကိုကြီးညာလိုက်တာပါပဲ။ဒါမဲ့ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာလည်းဒီလိုရင်ခုန်ကြဇက်ကွက်တွေကိုပရိသတ်တွေထပ်ပြီးမြင်တွေ့ကြရအောင်မှသိကြပါတယ်။ဒီလိုအရသာရှိတဲ့သုံးသက်ချက်တွေကိုအမြဲတမ်းဆင်နိုင်ဖို့ 1x2 ကို like and follow လုပ်ထားပေးဖို့ပြောကြရင်အဆုံးသတ်ပါရစေ။ကျေးဇူးတင်ပါတယ်။